လွမ်းတယ်တတိရတယ်ဆိုတာကိုရခိုင်လိုဘယ်လိုပြောမလဲပေါ့နော်လွမ်းတယ်တတိရတယ်ဆိုတာကိုရခိုင်လိုအောင်မင်းရေလို့ပြောပါတယ်အောင်မင်းရေအောင်တာနော်ဘိုင်းအောင်တယ်လို့အောင်တာအဲ့လိုစာလုံးပေါင်းတဲ့အတန်ထွက်အောင်မင်းရေဗမာစာမှာရှိပါတယ်အောင်မေ့တယ်ဆိုပြီးတော့တတိရတယ်အောင်မေ့တယ်ဆိုတာကြပြားတွေစာတွေမှာတုံးတယ်ပေါ့နော်ဒါပေမဲ့အခုခေတ်နေ့စဉ်သုံးစကားအနေနဲ့မတုံးတော့ဘူးအခုကတော့တတိရတယ်လွမ်းတယ်ပေါ့အဲ့လိုတွေပြောကြတယ်ကျွန်တော်တို့ရခိုင်စကားမှာလည်းအခုခေတ်ဒီဘက်ခေတ်တွေမှာလွမ်းတယ်တို့တတိရတယ်တို့တချင်းတွေမှာဒါထည့်ပြီးတော့ရေးတယ်ဆိုကြတယ်ပေါ့နော်လူငယ်ချင်းချင်းလည်းပြောကြလိုက်မှထင်ပါတယ်ဒါပေမဲ့တကယ်ရခိုင်နေ့စဉ်သုံးအသုံးနှုန်းရခိုင်စကားမူလစကားကတော့အောင်မင်းတွေဖြစ်ပါတယ်မိခင်တယောက်ကသားတယောက်ကိုတတိရတယ်ဆိုရင်ငါသားလေးကိုတတိရလိုက်တာဆိုရင်ရခိုင်လိုငါသားရှိကိုကောင်းအောင်မင်းတွေအဲ့လိုပြောပါတယ်ဆိုတော့တတိရတယ်လွမ်းတယ်ဆိုတာကိုအောင်မင်းတွေအောင်မင်းတွေမဟုတ်ဘူးเนาะရခိုင်စကားမှာကျတော့အောင်နဲ့အောင်ကို꿰ပါတယ်ဗမာမှာကျတော့တချို့မော်လမြိုင်အမွန်ပြည်နယ်ဘက်ကလူတွေဆိုရင်အောင်နဲ့အောင်ကိုမ꿰ကြဘူးသူတို့ကဘိုက်အောင်တာကိုလည်းဘိုက်အောက်တယ်ပဲအောက်မှာကြာသွားတဲ့ဟာကိုလည်းအောက်မှာကြာသွားတယ်ပဲဆိုတော့တဝေထိုးအာရိချကာသက်အောက်အတန်မထွက်တဲ့အောင်ကိုလည်းအဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ခိုင်ကြတော့꿰တယ်အောင်မင်းတွေလို့ပြောပါတယ်